ကျယ်ပွင့်ကြီးကမြေကြီးရဲ့85ရာခိုင်နှုန်းကျော်ကိုဖျက်ဆီးခဲ့တယ်။ငါးနှစ်ကြာပြီဖြစ်ပေမဲ့မြေကြီးကပြန်လည်မကောင်းမွန်နိုင်သေးဘူး။အဲ့ဒီကျယ်ပွင့်ကြံရမှုတွေကအဲ့ဒီနေရာပတ်လည်မှာရှိနေစေဖြစ်ပြီးတခါတလေကျလာတတ်တယ်။ Garrity မိသားစုကအခြားသူတွေနဲ့အတူ Greenland မှာရှိတဲ့ဘန်ကာထဲမှာလျှော့ဝှက်ပြီးဘေးအန္တရာယ်ကိုရင်ဆိုင်ရှင်သန်နေကြတယ်။ဘန်ကာထဲမှာလူတွေကကဘာကြီးကိုပြန်ပြင်ဖို့ကြိုးစားနေကြပြီမဲ့ကဘာအစ်စ်ကအရန်ယောဂါတွေဖြစ်နေပြီးအစိုးရမဲ့အခြေအနေတွေဖြစ်နေတယ်။ Radiation ကြောင့်နေရာတွေအများကြီးပျက်စီးသွားပြီးကြိုတင်မသိနိုင်တဲ့လျှက်စစ်မှုန်တိုင်းတွေလည်းဖြစ်ပွားတယ်။ဒါတွေကအရာအလုံးကိုဖျက်ဆီးပစ်တာကြောင့်လူတွေကမြေအောက်မှာမထစ်မနေနေကြရတယ်။ငါးနှစ်ကြာပြီဆိုတော့သူတို့အားလုံးသူတို့ရဲ့အသက်နေထိုင်ရမယ့်အခြေအနေတွေကိုကိုက်ညီဖို့စူးစမ်းနေကြတယ်။အခုတော့ John Garrity ကအင်ဂျင်နီယာအဖြစ်အလုပ်လုပ်နေပြီး mission ထဲမှာရှိတယ်။တင်လဲဘက်ကိုသွားပြီးအသက်ကယ်သင်းမောတွေနဲ့ထက်သင်းမောတစ်စင်းကိုတွေ့လိုက်တယ်။အသက်ကယ်သင်းမောတွေမှာဘာမှမရှိတော့ထက်သင်းမောအတွင်းကိုဝင်ပြီးအသုံးဝင်မဲ့အရာတွေရှာဖွေနေတယ်။ဒါပေမဲ့အခြေစိုက်ကနေအင်အားပြင်းလျှက်စစ်မုန်တိုင်းတစ်ခုဖွဲ့စည်းနေပြီဆိုပြီးသတိပေးတယ်။ဒါပေမဲ့သူ့စီကိုရောက်ဖို့အချိန်ရသေးတယ်။ သူဟာချောင်းဆိုးတာပြင်းပြင်းထန်ထန်ဖြစ်ပြီးမျက်နှာဖုံးကိုချွတ်လိုက်တယ်။ဇက်ရန်တရားတွေကိုလမ်းလျှောက်ကြည့်ပြီးစားအုပ်အတွင်းမှာပန်းတဝက်တွေးခဲ့တယ်။အခြေစိုက်စကန်ကသူ့ကိုလျှက်စစ်မုန်တိုင်းကအပေါ်တက်တဲ့ကိုညောက်နေပြီးအမြန်ထွက်သွားဖို့လိုတယ်လို့သတင်းပေးတယ်။သူကထက်တင်ပေါ်မှာထွက်ပြေးပြီးမုန်တိုင်းကအမြန်အနီးကပ်လာတာကိုပြန်ကြည့်မိတယ်။အခြေစိုက်စကန်ကိုပြေးသွားပြီးတကားဖွင့်ပေးထားဖို့ပြောတယ်။သူတို့ကဖွင့်ပေးပေပဲမုန်တိုင်းရဲ့လျှက်စစ်တက်ကြောင့်တကားကိုအချာကြီးဖွင့်ထားဖို့ခက်ခဲတယ်။သူကတကားကိုပြန်ပိတ်ဖို့ပြောပြီးမုန်တိုင်းမရောက်မီအဲ့ဒီပိတ်နေတဲ့တကားတဲကိုတတ်ဖို့ကြိုးစားတယ်။သူ့ဇနီးအယ်လီဆန်ကအခြေစိုက်စကန်မှာခေါင်းဆောင်တရားဖြစ်လာပြီးသူတို့အစည်းအဝေးထိုင်နေလာတယ်။အဲ့ဒီမှာခေါင်းဆောင်တရားဖြစ်တဲ့ Adam ကသူတို့ရှိတဲ့တိုးလောင်းပစ္စည်းတွေနဲနေပြီလို့ပြောတယ်။နောက်နေ့မှာအပြင်မှာစိုက်ပျိုးကြည့်ဖို့ကြိုးစားကြမယ်လို့မျှော်လင့်နေတယ်။ဒါပေမဲ့ဒေါက်တာအမီနာကတော့အဲ့ဒီအတိုင်းမထစ်နိုင်ဘူးလို့ပြောတယ်။အခြေစိုက်စကန်ကိုစွန့်ခွာပြီးထွက်ကြရမယ်။အဲ့ဒီနေရာမှာနေလို့မရတော့ဘူးလို့ပြောတယ်။ဒါပေမဲ့ကနေဒါနဲ့အမေရိကန်ပြည်ထောင်စုကပျက်စီးသွားပြီ။အိုက်စလန်လည်းသွားပြီ။ယ်လီဆန်ကတော့အနောက်ဥရောပကမုန်တိုင်းဖိတီမှုနေလို့တော်တော်လေးဘေးကင်းနေလို့ကြားဘူးလေ။ဒါပေမဲ့အဲ့ဒီမှာလဲ radiation ရှိတယ်။နည်းနည်းပဲ radiation ဖြစ်နေကြလေရေရှည်အတွက်အဆိုးတွေရှိတယ်။တယောက်က crater အကြောင်းမေးတယ်။ဒေါက်တာအမီနာကပြောတယ်။ဦးဆုံး Comet ရဲ့အစိတ်အပိုင်းတစ်ခုကအနောက်ဥရောပမှာကျပြီးကြီးမားရဲ့ crater တစ်ခုဖန်တီးပေးထားတယ်လို့သူမနဲ့သူမရဲ့အလုပ်တွဲတွေကထင်မှတ်တာကဒီ crater နဲ့တောင်တွေကြောင့် radiation လေဝင်မှုကိုကာကွယ်ပေးနေပြီးဒါကြောင့်ဒီနေရာဟာအသစ်သောဘဝတွေဖွံ့ဖြိုးတိုးတက်ဖို့အကောင်းဆုံးနေရာဖြစ်တယ်လို့ဆိုတယ်။ဒါပေမဲ့ General ကပြောတာကဒီနေရာ Greenland ကနေလွန်ပြီးရင်ဥရောပမှာပြင်းထန်တဲ့စစ်ပွဲတွေဖြစ်နေတယ်လို့ပြောတယ်။အစည်းအဝေးပြီးတဲ့နောက် John ကစိတ်ယောဂအထူးကုနဲ့တွေ့ဟောသွားတယ်။သူကမေးတယ်အသစ်ပုံစံဘဝနဲ့ဘလို့ဖြတ်တန်းနေတယ်လဲလို့မေးတယ်။ John ကအခုတော့ယောဂဟာမြန်ဆန်လာပြီလို့ပြောတယ်။သူကသူ့မိသားစုကိုအကြောင်းဆောင်တေချာပြောဖို့ပြောတယ်။ဒီအချိန်မှာဘန်ကာကလှုပ်သွားတယ်။အချိန်တချို့ပြီးရင်ပြန်တိတ်သွားတယ်။စစ်ဦးစီးကစိတ်မပူပါနဲ့ဘန်ကာကခလကဲထိခိုက်မှုကိုခံနိုင်တယ်လို့ပြောတယ်။ အဲလီဆန်ကလက်ခံရရှိတဲ့အရေးပေါ်ကယ်ဆယ်ဖို့အချက်ပြစာအကြောင်းပြောပြတယ်။ဒါပေမဲ့ Adam ကအခန်းကပြည့်နေလို့လူတွေထပ်မခေါ်နိုင်ဘူးလို့ပြောတယ်။အဲလီဆန်ကတော့သူတို့ကိုတွားခေါ်ဖို့အတွက်ဆုံးဖြတ်ချက်ကိုမဲပေးဖို့တောင်းဆိုတယ်။အများစုကကယ်ဆယ်ရေးအတွက်မဲပေးခဲ့ကြတယ်။စစ်ချုပ်ကမနက်ဖြန်ကယ်ဆယ်ရေးအဖွဲ့စထွက်မယ်လို့ပြောတယ်။အဲလီဆန်နဲ့ဂျွန်ရဲ့သားနေတန်ကဘန်ကာမှာအကြောင်းတက်နေပြီးသူကကျဲတွေကိုအယမ်းစိတ်ဝင်စားတယ်။ဆရာမကပြောတယ်စမောင်းဆိုတဲ့ကျဲမအစိတ်ပိုင်းတွေကဆက်ရှိနေပြီးကဘာကြီးကိုပတ်လည်ဝိုင်းထားတယ်။ဂျွန်ကသူ့တငယ်ချင်းနဲ့ရေပိုက်လိုင်းစနစ်ပြင်နေပြီးသူတို့ကလိုင်းကိုပြင်နေသွားလို့အယမ်းဝမ်းသာနေကြတယ်။အဲလီဆန်နဲ့သူ့သားကလူထုခန်းမကိုလာပြီးလူတွေကိုတွေ့ကြတယ်။ John ကဖြတ်သင်းဘောပေါ်မှာတွေ့ခဲ့တဲ့ပန်းလေးကိုအလက်ဆန်ကိုပေးတယ်။အလက်ဆန်ကသူ့ရဲ့စောင့်ကြည့်ရေးတာဝန်ကြောင့်စိုးရိမ်နေတယ်။ပြီးတော့သူတို့သားနဲ့စကားပြောကြတယ်။အလက်ဆန်ကနေတန်ကိုအပြင်မှာဖမ်းခံရတယ်လို့ပြောတယ်။ John ကအပြင်မှာအန်ဒီရရှိလို့မထွက်ရဘူးလို့ပြောတယ်။နေတန်ကစိတ်မကောင်းဖြစ်ပြီးထသွားတယ်။အလက်ဆန်ကနေတန်ထထွက်သွားတာနဲ့အဖေနဲ့တူလို့အပြင်ဘကိုထွက်သွားနေတာလို့ပြောတယ်။သူတို့တွေနာရီအနှဲငယ်ကြတဲ့အထိကကြတယ်။နေတန်ကသူ့အိပ်စင်ပေါ်မှာအဝတ်စကိုကျဲစုတွေအထက်အပေါက်လေးတွေဖောက်ထားတယ်။မနက်ဖြန်မနက်တော့အဖွဲ့တစ်ဖွဲ့ကကဲဆယ်ရေးလုပ်ဖို့ထွက်သွားတယ်။ဦးဆောင်သူတွေနဲ့စစ်သားတွေကလုပ်ငန်းကိုကြက်မှတ်ကြည့်ရှုနေကြတယ်။သူတို့ကအောင်မြင်စွာကယ်ဆယ်ပြီးအခြေစိုက်စခန်းကိုပြန်လာနေကြတယ်။ John ကသူ့အလုပ်ကိုသွားပြီးသူ့မိတ်ဆွေကနေရန်ပေါ်မှာအကြောင်းတကြောင်းကိုမြင်ပြီးစိတ်ပူနေတယ်။ကယ်ဆယ်ရေးအဖွဲ့ကဒုတိယနေရာတစ်ခုကိုသွားဖို့ခွင့်တောင်းတယ်။အဲ့မှာလူတွေလည်းပြည့်နေပြီး Adam ကလူပိုပြီးတော့မရနိုင်ဘူးဆိုပြီးပြောတယ်။ဒီအကြောင်းကိုဆွေးနွေးချင်တယ်။ဒါပေမဲ့သူတို့အတင်နဲ့ဆက်သွယ်မှုပြတ်သွားတယ်။အခြေစိုက်ဒေတာလှုပ်နေပြီးမီးပြတ်သွားတယ်။အခြေစိုက်ဒေတာပြိုကျပျက်စီးနေတဲ့အချိန်မှာလူတိုင်းကိုအပ်ကိုလူပေးနေရတယ်။လှုပ်ခတ်မှုကြီးခဏရပ်သွားတဲ့အပြီးမှာတော့ John ကိုသူ့တငယ်ချင်းကကူညီပြီးထူပေးတယ်။အရင်ဆုံးသူ့ဇနီးစီကိုပြေးသွားပြီးသူ့ဇနီးကိုကူညီပေးတယ်။ကန်အောင်စွာသူကအဆင်ပြေတယ်။ပြီးတော့သူတို့သားစီကိုကေတင်ဖို့ပြေးသွားတယ်။သူ့သားရဲ့နှာခေါင်းစုပ်ကိုကြည့်ပေးတယ်။
သူ့ကိုအရေးကြီးတဲ့အရာတွေအထူးသဖြင့်တကြားယောဂါကနေကာကွယ်ဖို့အင်ဆူလင်အကုန်လုံးကိုထည့်သွားဖို့ပြောတယ်။ဂျွန်ကပြေးသွားပြီးမျက်နှာဖုံအကောင်3ခုယူလာပြီးမျက်နှာဖုံဝတ်ထားကြတယ်။အခြေစိုက်ခန်းကနေထွက်ဖို့ကြိုးစားတယ်။ဒါပေမဲ့ထွက်ပေါက်မှာလူတွေပြည့်နေပြီးဂျွန်ကတခြားထွက်ပေါက်ကနေထွက်ဖို့လမ်းပြပေးတယ်။ဒါပေမဲ့အဲ့ဒီမှာတတိုင်းကပြိုကျနေပြီးသူတို့ကပြိုကျနေတဲ့အောက်ကနေဖြတ်တန်းနိုင်ခဲ့တယ်။ဂျွန်ကတကားကိုဖွင့်တော့အဆောက်အဦတစ်လုံးလှုပ်နေတယ်။နောက်မှာပြိုကျနေပြီးအဲ့ဒီမှာမကျသွားခင်ပြေးထွက်သွားတယ်။အဖေမှလည်းလူတွေစုပြီးပင်လယ်ဘက်ကိုပြေးနေကြတယ်။တနေရာမှာသူတို့သားကိုပျောက်သွားပြီးပြန်ရှာတော့ဒေါက်တာအာမီနာကိုကူညီနေတဲ့သူ့သားကိုတွေ့တယ်။ပြီးတော့သူတို့အတူတူပင်လယ်ဘက်ကိုဆက်သွားကြပြီးအဲ့ဒီမှာလည်းလူတွေနဲ့ပြည့်နေတယ်။အသက်ကယ်လီထဲဝင်ဖို့ကြိုးစားနေကြတယ်။တချို့လူတွေကအဲဒမ်ရဲ့မျက်နှာဖုံးကိုခိုးဖို့ကြိုးစားတာတွေမြင်ရတယ်။သူတို့ကအဲဒမ်ကိုကူညီဖို့သွားတယ်။အဲ့ဒီရုန်းကန်မှုအတွေ့မှာတော့ဂျွန်ရဲ့မျက်နှာဖုံးကိုတယောက်ကလွတ်ယူသွားတယ်။သူတို့ကအဲ့ဒီနေရာကနေခုံထွက်ပြီးဖွင့်ထားတဲ့အသက်ကယ်လီတစ်စီးကိုမြင်ရတယ်။အမြန်ဆုံးဝင်ကြပြီးတခါကိုပိတ်လိုက်တယ်။လူတွေနဲ့ပြည့်နေပြီဆိုပေမဲ့ဝင်ချင်နေကြတဲ့သူတွေရှိနေတယ်။ရင်မောင်းကလည်းလှီကိုအမြန်မောင်းခေါ်ပြီးကမ်းခြေကနေထွက်သွားတယ်။ရုတ်တရက်မုန်တိုင်းဖိုင်းနီးတစ်ခုနဲ့ကြုံတွေ့တော့မိမိတို့ကိုကာကွယ်ဖို့အားကိုးကြိုးစားကြရတယ်။ဆူနာမီလိုင်းကကမ်းခြေမှာရှိတဲ့လူတွေကိုဖယ်ရှားပစ်လိုက်ပြီးမြဲသူတို့ကသူတို့လှီထဲမှာလှိုင်းကြီးကိုကြော်လွှားရှင်းတတ်နိုင်ခဲ့တယ်။အခုတော့ဘယ်သွားမလဲဆုံးဖြတ်ရမှာဖြစ်လာတယ်။အသက်ကယ်လီထဲမှာတပတ်လောက်ပဲစားစရာရှိလို့အင်္ဂလန်ဘက်ကိုသွားဖို့ဆုံးဖြတ်ကြတယ်။ဂျွန်က radiation နဲ့ရှိတာညင်လိုက်တော့မျက်နှာဖုံးကြီးချွတ်နိုင်ပြီလို့သိလိုက်တယ်။ရက်တွေဖြတ်သွားရင်းနဲ့လှီကပြဿနာတွေထက်လာတယ်။ဒါပေမဲ့ဂျွန်ကအင်ဂျင်နီယာဆိုတော့လှီကိုပြင်ဆင်ပေးလိုက်တယ်။နေတန်ကညဘက်ပင်လယ်ပြင်ကိုကြည့်တာလန်းဆန်းနေတယ်။သူတို့ကကွဲထွက်နေတဲ့ကျယ်လေးတွေကိုမြေကြီးရဲ့လှုပ်ရှားနေတဲ့လမ်းကြောင်းမှာအမြဲမြင်ရတယ်။နေတန်ကအဖေကိုသူ့ကြောင်းကနေတင်လာတဲ့ကျယ်တွေကိုပြပေးတယ်။မကြခင်မှာတော့ဥကာခေကြီးတလုံးကျလာတာတွေ့ရတယ်။ဒီဥကာခဲကြီးကဘယ်နေရာကိုကြမလဲမသိဘူးနော်ဆိုပြီးနေတန်ကပြောတယ်။နောက်နေ့မနက်မှာတော့လှေကရပ်သွားပြီးရင်မောင်းကအင်ဂျင်လောင်စာလုံးမကြမ်းတော့ဘူးလို့ပြောပြတယ်။လှေကိုရေစုံနဲ့မျောပြီးဖြတ်တန်းနေရတဲ့အတွက်လူတိုင်းစိတ်ညစ်နေရတယ်။မကြခင်မှာတော့သူတို့လှေဟာတခုခုထိမိတယ်။သူတို့လှေအပြင်ကိုထွက်ကြည့်တော့ရေအောက်မှာရှိတဲ့အဆောက်အုံကိုမြင်ရတယ်။ဂျွန်ကအဲ့ဒီနေရာကိုတိတယ်လို့ပြောတယ်။အဲ့ဒါကတော့လီဗာပူးမြို့ထစ်ပြီးမြို့တစ်ဝက်ကတော့ရေကြီးနေတယ်။သူတို့ဟာလှေကိုလှော်တက်နဲ့တွန်းပြီးမြေမြင့်ပေါ်ကိုသွားကြတယ်။လှေပေါ်ကနေထွက်ပြီးအဲ့အကအကွယ်ရှာဖွေးဖို့လိုအပ်နေတယ်။သူတို့မြေပေါ်မှာလူတွေကိုတွေ့ပြီးသူတို့ဟာတနေရာကိုသွားနေကြတယ်။သူတို့နောက်ကိုလိုက်ကြည့်တော့ကယ်ဆယ်ရေးစခန်းတစ်ခုကိုတွေ့တယ်။လူတွေဝင်ဖို့ကြိုးစားနေကြတယ်။ဒါပေမဲ့တပ်ဖွဲ့ကအဲ့ဒီနေရာကိုစောင့်ကြပ်နေတယ်။သူတို့ကိုရှေ့တကားမှာသွားပြီးသူတို့က Greenland ဘက်ကလူတွေဖြစ်ပြီးနေရာလုံခြုံစခန်းရှာနေတယ်လို့ပြောတယ်။အမတ်အသားတွေပြပါဆိုပြီးမေးကြတယ်။အဲလစ်ဆင်ကကြောက်ခဲပဲအမတ်အသားရှိပြီးအခြားသူတွေကတော့ပျောက်သွားကြတယ်။ဒါပေမဲ့တပ်ဖွဲ့ဝင်တွေကအမတ်အသားမရှိတဲ့သူဝင်ခွင့်မပေးဘူးလို့ပြောတယ်။သူတို့နောက်မှာလူတွေအများကြီးဝင်ဖို့ကြိုးစားနေကြတယ်။အဲ့ဒီရုတ်တရက်အခြေအနေမှာအဲဒမ်ရှင်းပြတာကိုအာယုံနောက်ပြီးပစ်ခတ်လိုက်တယ်။အဆောင်တွေကတကောက်ပိတ်လိုက်ပြီးသူတို့ဟာအရှုပ်ထွေးတဲ့ကနေထွက်သွားဖို့ကြိုးစားတယ်။မုန်တိုင်းတစ်ခုမကြဟင်လာတော့မှကိုတွေ့နေရတယ်။ဂျွန်ကအမီနာကိုခေါ်ပြီးအမြန်ထွက်ဖို့ပြောတယ်။သူတို့၄ယောက်ကကားတစ်စီးကိုဓာပြီးအကူအညီတောင်းတယ်။သူကဂျော်ရီရဲ့နာရီနဲ့အပေးယူလို့လိုက်ခိုင်းလိုက်ပြီးမုန်တိုင်းကနေမောင်းထွက်ကြတယ်။ဒေါက်တာအမီနာကကဘာဟီဟာအားလုံးအတူတူပဲလားလို့မေးတယ်။ရန်ပေါင်းကကဘာဟီဟာအခုဆိုအန်ဒီယေကြီးရဲ့နေရာတစ်ခုဖြစ်နေပြီလို့ပြောတယ်။လူတွေဟာအစားတစ်ခုအတွက်သတ်ဖြစ်ဖို့ဖြစ်နေကြတယ်။မုန်တိုင်းဟာမထင်မဲ့ပဲပေါ်လာပြီးလမ်းမှာတွေ့ရင်လူတိုင်းကိုတေးစီတယ်။သူတို့ကလန်ဒန်ကိုသွားဖို့ဆုံးဖြတ်တယ်။အဲ့ဒီမှာအလီဆန်ရဲ့မိတ်ဆွေမကင်စီနေတယ်။သူတို့စကားမပြောခဲ့တာ10လ10လလောက်ကြာခဲ့ပြီးမကင်စီကအသက်ရှင်ဖို့လိုတဲ့အရာတွေအကုန်ရှိတယ်လို့သိရတယ်။နေတန်ကဒေါက်တာအမီနာကိုမေးတယ်။သူမကအဲ့ဒီမစ်ဒူးကွင်းကအမှန်လားလို့သူမကအဲ့ဒါအမှန်ပဲလို့ထင်တယ်။ဒါကဒိုင်နိုဆောများကို Asteroid တလုံးကြောင့်ပျောက်ကွယ်သွားတဲ့ KT ပျက်စီးမှုလိုပဲ။ဒါပေမဲ့အဲ့ဒီပျက်စီးမှုကနေအတစ်တဖန်အသက်တစ်ပေါ်လာတယ်။အဲ့ဒါမရှိရင်သူတို့ဒီမှာမရှိနိုင်ဘူးလို့ပြောတယ်။ရန်မောင်းကခဏအနားယူပြီးလန်ဒန်ကနေအချိန်2နာရီလောက်ဆိုရောက်ပြီလို့ပြောတယ်။ဂျွန်ကရန်မောင်းနဲ့စကားပြောတယ်။သူကပြောလိုက်တာကCreator ဆိုတာကမိုက်တယ်လို့ပေါ့ဒါပေမဲ့အချစ်မှန်ကတော့ပုံပြင်တပုတ်တည်းလို့ပြောတယ်နေတန်နဲ့ဂျွန်ကစကားပြောနေကြတယ်ဒီအချိန်မှာဂျွန်ကမြေပြင်လုံနေတယ်လို့ခန်းစားရပြီးအားလုံးနီးစက်ရာကိုမလွတ်ပဲကင်ထားဖို့ပြောတယ်နေတန်နဲ့ဂျွန်ကတစ်ပင်တစ်ပင်ကိုဖတ်ထားရတယ်မိုးကြကြဲများစွာကသူတို့အပေါ်ကိုကြနေတယ်မတင်ငင်သေးတဲ့အချိန်မှာသူတို့စူးစမ်းကင်ထားကြတယ်ရင်မောင်းကကားစီကိုသွားဖို့ပြေးသွားတာဂျွန်ကလှမ်းမြင်လိုက်တယ်မိုးကြကြဲတွေကြနေစဲလည်းမလို့သူ့ကိုမသွားဖို့တတိပေးတယ်ရင်မောင်းကကားကသူ့အတွက်အရေးကြီးတာမို့ဖြစ်တယ်ခဏမှာပဲမိုးကြကျဲတစ်စိတ်တစ်ပိုင်းကကားကိုထိမှန်ပြီးရင်မောင်းပါလွန်းထွက်သွားတယ်။မိုးကြကျဲပြီးသွားချိန်မှာသူတို့ကားကနေပစ္စည်းတွေယူပြီးလန်ဒန်စီလမ်းလျှောက်သွားကြတယ်။လန်ဒန်မှာမခင်စီရဲ့အိမ်ကိုရောက်တယ်။သူမကသူ့တနက်ကိုကင်ပြီးပြင်ဆင်ထားပေမဲ့သူတို့ကိုမြင်ရတော့အယမ်းပျော်ရွှင်နေပြီးအိမ်ထဲကိုဝင်ခိုင်းတယ်။အဲ့ဒီနေရာမှာအာဇိုင်မှာကူးဆက်သူတွေကိုကူညီနေတယ်။သူမကဂျိုးတွေကြနေတဲ့အကြောင်းသူတို့တွေဘာမှမသိကြဘူးလို့ပြောပြီးသူတို့ကိုပျော်ရွှင်စေဖို့စူးစမ်းပေးနေတယ်။ဒါကသူမရဲ့တသက်စာအလုပ်တစ်ခုလိုဖြစ်နေတယ်။သူတို့ကညမှာပျော်ရွှင်ကြလေဂျွန်ကသူ့ကိုမီးတောက်အကြောင်းမေးတော့သူမကမီဒီယာပေါ်မှာသာကြားဘူးတယ်လို့ပြောပြီးအဲ့ဒီမှာဟယ်ရိုနဲ့ပစ်ခတ်တိုက်ပွဲတွေရှိနေတာဖြစ်တယ်
အကွာအဝေးနဲ့ပတ်သက်ပြီးမကန်စီကတော့လန်ဒန်ကအန်အေကင်းတယ်လို့ပြောပါတယ်။သူမကဒီနေရာကိုသူမနိုင်သမျှဖြစ်လို့ထားတာပါ။ညဘက်မှာအလီဆန်အိတ်နေစဉ်ဂျွန်ရဲ့ချောင်းဆိုးတန်ကိုကြားရလို့သူ့ကိုကြည့်ဖို့သွားတယ်။ချောင်းဆိုးတာမှာသွေးတွေပါနေတာမြင်ပြီးအံ့ဩသွားတယ်။ဂျွန်ကအကင်ခဏခဏထွက်တဲ့အတွက်ရေဒီယိုဓာတ်ထုတွေကြောင့်ဖြစ်ပြီး6ပတ်တာအသက်ရှင်နိုင်မယ်လို့ပြောတယ်။သူတို့ကိုစိတ်မပူစေချင်လို့မပြောပြတာပါ။အလီဆန်ကဒီမှာစိတ်ကူပြီးနောက်ဆုံးအချိန်ဘဝကိုအတူတူနေသွားမယ်လို့ပြောတယ်။ဂျွန်ကတော့ဂရိတ်တာကိုသွားပြီးနောက်ဆုံးရက်တွေကိုဘေးကင်းတဲ့နေရာကိုရောက်အောင်ပို့ပြီးသူ့သားကိုအကောင်းဆုံးဘဝပေးချင်တာပါ။နောက်နေ့မှာတော့အတူတူထွက်ဖို့ပြင်ဆင်နေကြတယ်။မကန်စီကမော်တော်ယာဉ်နဲ့လိုအပ်တဲ့ပစ္စည်းတချို့ပေးပြီးကိုကာကွယ်ဖို့တနတ်ကိုလည်းပေးတယ်။သူကသူတို့ကိုဘာလုပ်ရမယ်ဆိုတာပြောပြတယ်။ကားမောင်းလာရင်တစ်ချိန်မှာတော့အမီနာကိုတနတ်ပိတ်ခံရတယ်။တယောက်ယောက်သူတို့ကားကိုလူယူဖို့ပြက်နေတယ်။သူတို့ကားထဲကထွက်ပြီးဂျွန်ကတနတ်နဲ့ပြန်ပစ်လိုက်တယ်။ တယောက်ကနောက်ကနေတက်လာတဲ့အချိန်မှာဂျွန်ကပစ်တက်လိုက်တယ်။နောက်တစ်ယောက်ကအရှိကနေလာတော့ပစ်ဖို့ကြည်စံကုန်သွားတယ်။အဲလီဆွန်ကတေဆုံးထားတဲ့လူရဲ့လက်နက်နဲ့ပစ်လိုက်တယ်။ပြီးတော့သူတို့နေတန်ကိုစစ်ဆေးကြည့်တော့အဆင်ပြေတယ်။ဒါပေမဲ့အမီနာကမရှိတော့ဘူး။သူတို့ကအမီနာကိုမြေထဲမှာကောင်းကောင်းမြုပ်ထားခဲ့တယ်။ဂျွန်ကသူ့ရဲ့နောက်ဘဘအထက်စကလုံးတွေပြောတယ်။သူမတေဆုံးသူတွေအတွက်ဘာကြောင့်ဆူတောင်းကြတာလဲလို့နေတန်ကမေးတော့ဂျွန်ကသူတို့ရဲ့နောက်ဘဘအထက်ကံကောင်းစီဖို့ဆိုတာပြောတယ်။နောက်ထပ်နာရီနှဲငယ်မောင်းပြီးနောက်မှာအင်္ဂလိပ်ရေလဲကြားကိုရောက်လာတယ်။ဒါပေမဲ့ပင်လယ်လုံးဝမရှိတော့တာကိုမြင်ပြီးတန်တရားတွေနဲ့ရှုပ်ထွေးသွားကြတယ်။ပြီးတော့ပြင်သစ်ဘက်ကိုမောင်းပြီးနာရီပိုင်းကြာတော့လမ်းမှာမော်တော်ကားတွေအားလုံးရက်နေတာမြင်ရတယ်။ဘလို့လဲဆိုတော့ရှေ့မှာ6ကြီးတစ်ခုရှိတဲ့အတွက်ကားတွေကထွက်ပြီးရှေ့ကိုဆက်သွားကြတယ်။အသက်ရှင်ကျန်တဲ့သူတွေက6ကိုကြော်ဖို့တရားတစ်ခုတီးဆော့ထားတယ်။တရားရှေ့မှာရောက်တော့နေတန်ကကြော်ဖို့ကြောက်နေရဲ့။ဂျွန်ကဖုတ်ကိုဖြတ်ကြော်ဖို့အားပေးစကားပြောတယ်။ဒါနဲ့တင်းငယ်တဲ့တရားကိုကြော်ဖို့စတင်လဲလေကအရန်တိုက်ပြီးအရန်ကြောက်စရာကောင်းတယ်။လေပြင်းတစ်ချက်ကန်သူတို့တွေကြောကိုတေချာကြိုက်ထားကြရတယ်။လေပြင်းတိုက်ပြီးချိန်မှာသူတို့ကတရားကိုဖြတ်ပြီးအလေးပိုင်းပလာဖောင်ကိုရောက်သွားပြီးနောက်ထပ်တရားကိုဖြတ်သွားချိန်မှာရုတ်တရက်မြေကြီးလုတ်ခတ်လာတယ်။အမြင့်ဆုံးဖြတ်သွားဖို့လိုတယ်။သူတို့ကတရားဘော်ကိုလေးဘက်ထားပြီးဖြတ်သွားကြတယ်။အလေးပိုင်းရောက်တော့တခြားမြင်ကလေးတစ်ခုပေါ်လာတယ်။သူတို့ကတင်းပါစွာဖမ်းထားတယ်။ကျိုးတရားကပြတ်သွားပြီးလူအများကြီးကြခဲ့ပြီးတရားလဲလုတ်နေတယ်။တစ်ဖက်တရားကပြတ်ကြတော့မှကိုမြင်ရတော့တယောက်ကပြန်လဲဖို့စူးစမ်းပေမဲ့နောက်ကလူနဲ့ပိတ်နေတယ်။တရားပြုတ်ကြတော့သူကသူတို့တရားဘော်ကိုခွန်တက်ပြီးနေတန်ကိုတိုက်မိပြီးပြုတ်ကြမလို့ဖြစ်တယ်။နေတန်ကတရားကိုဖမ်းခုထားတယ်။ဂျွန်ကသူ့သားကိုအကူအညီပေးပြီးပြန်တက်စေတယ်။ပလက်ဖောင်းကပြိုကျနေတဲ့အတွက်သူတို့အမြန်လို့ပြီးတခြားဘက်ကိုရောက်သွားနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာအရာအလုံး6ထဲကိုကျသွားခဲ့တယ်။သူတို့ကပြင်သစ်ကိုလမ်းလျှောက်သွားနေပြီးအရာအလုံးပျက်စီးသွားတဲ့အတွက်ပြင်သစ်ရောက်လာမရောက်လာမသိနိုင်ဘူးဖြစ်နေတယ်။ဒီအချိန်မှာလူတယောက်ကတနက်ကိုပြစ်ပြီးသူတို့ကိုမေးတယ်။ဂျွန်ကသူတို့ကိုမိတ်ဆက်ပြီးသူတို့ကဘယ်သူမှအန်တီတွေပေးဖို့မရှိဘူးဆိုတာနဲ့ခရီအေတာကိုသာသွားချင်တာပါလို့ပြောပြတယ်။သူလူကလက်နက်ကိုအောက်ချပြီးသူတို့ကိုလက်ဆွဲနှုတ်ဆက်တယ်။ပြီးတော့သူနဲ့တူဖိတ်ခေါ်ပြီးသူကသူတို့ကိုကယ်လလာမှာစွန့်ပစ်ထားတဲ့စက်ရုံတစ်ခုကိုခေါ်ဆောင်သွားပြီးအဲ့ဒီနေရာကိုသူ့အိမ်အဖြစ်သတ်မှတ်ထားတယ်။လျှက်စစ်တရားတဲ့နေစွမ်းရင်ကိုတုံးထားတယ်။သူတို့ကရေဒီယိုဓာတ်ထွက်လေးကိုအားလုံးထက်နင်းအောင်စစ်ထုတ်ကြတယ်။သူကသူ့ဇနီးမဲ့သမီးကယ်မလီယာကိုမိတ်ဆက်ပေးတယ်။သူ့ဇနီးကချီမလုံနိုင်ဘူးစကားမပြောနိုင်ဘူး။ဒါကရေဒီယိုဓာတ်ထွက်လေးကြောင့်ဖြစ်တာပါ။ပြီးတော့အစားတောင်အနေငယ်စားကြတယ်။အဲ့ဒီယောက်ျားကသူတို့ကိုခရီတာကိုဘာကြောင့်သွားချင်တာလဲလို့မေးတယ်။ဂျွန်ကသူတို့ကအဲ့ဒီနေရာကိုကပောက်နောက်ဆုံးမျောလင်းချက်လူသားတို့ရဲ့နောက်ဆုံးမျောလင်းရာဆိုတာကြားမှုကြောင့်ပြောတယ်။အဲ့ဒီနေရာကအရန်အန်ဒီရရှိတယ်လို့သူပြောတယ်။အနောက်တိုင်းမဟာမိတ်အစည်းအရုံး Francis တက်စစ်သားတွေနဲ့အတူခရီတာရဲ့အရန်မစ်တွေကိုယူခြင်းနဲ့အရှိတ်ဘက်သမဂကိုတိုက်ခိုက်ပြီးကာကွယ်နေတယ်။အခုနေရာအားလုံးကစစ် area ဖြစ်နေပြီးဖြတ်သွားဖို့မထင်နိုင်ပါဘူး။ညဘက်မှာကယ်မလီယာကနေတန်ကိုသူ့အခန်းကိုပြပြီးနေတန်ကအဝိဆာမှာဖောက်ထားတဲ့ကျဲပုံကိုပြတယ်။အဲလီဆန်ကဂျွန်ကိုသူ့အဖေကဘန်ကာမှာဘာပြောခဲ့တာလဲဆိုပြီးမေးလိုက်ပါတယ်။သူ့အဖေကသူနဲ့နေတန်ကိုကာကွယ်ပေးခဲ့တယ်လို့ပြောပြတယ်။နောက်တစ်နေ့မိနစ်မှာ Francis စစ်သားကသူတို့ကိုမြေပုံတစ်ခုပေးပြီးစစ်ပွဲရှောင်နိုင်တဲ့လမ်းကိုပြောပြပြီးခက်ခဲလိမ့်မယ်လို့ပြောတယ်။တပ်ဦးစခန်းကိုရောက်ခင်ရင်သူကကမန်ဒါဂျန်နတ်ကိုမေးပြီးတပ်ပုံကိုပြသဖို့ပြောတယ်။သူနဲ့ဂျန်နတ်ကတငယ်ချင်းတွေဖြစ်တယ်။သူကသူတို့ကိုခရီတာကိုတွားဖို့ကူညီပေးမယ်။ပြီးတော့သူ့သမီးကိုလည်းသူတို့နဲ့အတူခေါ်သွားပြီးသူမကိုဒီမှာဂျမ်မနီတင်ဖို့သူမကပိုကောင်းတဲ့ဘဝကိုရရှိဖို့အခွင့်အရေးရှိတယ်လို့ပြောတယ်။သူတို့ဆွေးနွေးမှုကိုကြားခဲ့တဲ့အဲလီဆန်ကသူမကိုခရီတာကိုဘေးကင်းစွာခေါ်သွားမယ်လို့ပြောတယ်။ကမီလာကသူမမိဘတွေကိုနှုတ်ဆက်ပြီးနောက်သူတို့ကခရီတာသို့ထွက်သွားကြတယ်။တနေရာမှာကားရက်ပြီးမိသားစုကနားနေစဉ်တချို့စစ်သားတွေရောက်လာကြတယ်။သူတို့ကိုစစ်သားတွေကဒီနေရာကပြည်သူတွေဝင်ထွက်လို့မရဘူးလို့ပြင်သစ်လို့ပြောတယ်။ဒီအချိန်မှာကမီလာကပြင်သစ်လို့စစ်သားတွေကိုသူ့အဖေရဲ့တငယ်ချင်းဖြစ်တဲ့ကမန်ဒါဂျန်နက်ကိုရှာနေတာပါ။သူကခရီတာကိုခေါ်သွားပေးနိုင်တယ်လို့ပြောပြတယ်။သူတို့ကဖြတ်သွားဖို့မဖြစ်နိုင်ဘူးလို့ပြောတယ်။ဂျွန်ကတော့သူတို့ကိုကူညီပေးဖို့တောင်းပန်တယ်။ညမှာစစ်တယောက်ကစစ်ပွဲဖြစ်နေတဲ့နေရာခြားကနေသူတို့ကိုလမ်းပြပေးတယ်။အနောက်ဖက်နဲ့အရှေ့ဖက်သမားတွေကတင်းမာစွာတိုက်ပွဲဖြစ်နေပါတယ်။သူတို့ကိုဥခေါင်းကိုအောက်ကိုငုံထားဖို့စစ်သားကပြောတယ်။သူတို့ကအနောက်ဖက်မဟာမိတ်တွေတူးထားတဲ့ဘန်ကာကိုရောက်သွားတယ်။စစ်သားတွေကသူတို့ကိုကားကစီးတဲထည့်ပြီးကွန်မန်ဒါဂျန်နက်ညီတဲ့အခြေစိုက်စကန်ကိုချထားပေးတယ်။ကာမီလာကဒီ
ဒီတောင်တွေအရင်ကဒီမှာမရှိဘူးလို့ပြောတယ်။တောင်ပေါ်မှာလူတော်များများကခရီတာကိုတွားဖို့စောင့်နေကြတာတွေ့ရတယ်။ဂျွန်ကတာဝန်ရှိသူနဲ့စကားပြောဖို့တွားတယ်။ Janet Commander ရဲ့တပ်ပုံကိုပြပြီးမေးတော့စစ်သားက Commander Janet ရဲ့အသေးဆုံးထားတဲ့ခန္ဓာကိုယ်ကိုပြတယ်။ဂျွန်ကလောင်ကျွမ်းနေတဲ့ခရီတာကိုဘယ်လိုတွားရမလဲလို့မေးတယ်။သူကတွားလို့မဖြစ်နိုင်ဘူးလို့ပြောပြီးထွက်သွားဖို့နောက်ထပ်အမိန့်ပေးတယ်။ဒါပေမဲ့ဂျွန်ကစစ်သားတွေကိုကျွန်တော်ကမကြခင်သေးတော့မှမိသားစုကိုခရီတာကိုဒါရောက်စေချင်တာပါလို့ပြောတယ်။စစ်သားကသူ့လက်ထောက်ကိုသူတို့အတွက်ကားတစ်စီးမှာနေရာပေးဖို့ပြောတယ်။နောက်တော့သူတို့ကားစီးပြီးခရီတာကိုဆက်သွားကြတယ်။လမ်းကြောင်းမှာသူတို့ရဲ့ကားကိုသူ့ပုံတွေကအတိုက်ခိုက်ကြတယ်။စစ်သားတွေကိုတပ်ပစ်ကြပြီးရင်မောင်းသူထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာသူ့ပုံတွေသူ့ကိုပြတ်တက်လိုက်ကြတယ်။သူတို့ကားပေါ်ကလူတွေကိုထွက်သွားဖို့ပြောပြီးအဲ့ဒီကားကိုယူဖို့လုပ်တယ်။ဂျွန်ကအခြားသူတွေကိုရှေ့ကသွားဖို့ပြောတယ်။လူတိုင်းထွက်သွားတဲ့နောက်မှာဂျွန်ကသူ့ပုံတွေလောက်ကိုတိုက်ခိုက်တယ်။သူ့တငယ်ချင်းကကူညီဖို့ကြိုးစားပေမဲ့အခြားသူတွေကသူ့ကိုဝိုင်းရိုက်လိုက်ကြတယ်။ဘတ်စကားကျဲကနေပြစ်ခတ်တဲ့နှစ်ချက်ကြားရပြီးဂျွန်ကအသက်ရှင်ပြီးထွက်လာပေမဲ့ပြစ်ခံထားရတယ်။ဂျွန်ကိုကားပေါ်တင်ပြီးလူတိုင်းဘတ်စကားထဲဝင်ပြီးအဲလီဆန်ကဘတ်စကားမောင်းတယ်။ခဏနေတဲ့အခါဘတ်စကားကတက်လန်းကိုမတက်နိုင်တဲ့အတွက်သူတို့လိုင်းလျှောက်ကိုဆုံးဖြတ်လိုက်တယ်။အခြားသူတွေရဲ့အကူအညီနဲ့ဂျွန်ကတောင်ပေါ်တက်တယ်။ထိတ်ဆုံးကိုရောက်တဲ့အခါမှာမြေကောင်းရေတန့်လေတန့်ရောင်ကြီးမထိခိုက်ခဲ့ကောင်းကင်ပြအဲ့ဒီမြင်ကွင်းကိုမြင်ပြီးတော့ဂျွန်ကသူတို့ကိုနားတော့မယ်လို့ပြောတယ်။ဂျွန်ကသူတို့အောင်မြင်နေတာကိုအယမ်းပျော်ရွှင်နေတယ်။ပြီးတော့မြေပြင်ပေါ်မှာလဲကျပြီးတော့သူတို့ကိုဘေးကင်းစွာဒီနေရာကိုအောင်မြင်စွာရောက်လာတာကိုတွေ့ရတာဝမ်းသာတယ်လို့ပြောပြီးတော့သူကတည်သွားခဲ့တယ်။နေတန်ကသူပြောခဲ့တာနဲ့တူတဲ့စကားကိုပြန်ဆိုပြီးတင့်တော်တဲ့နှုတ်ဆက်မှုကိုပေးတယ်။အခုကတော့သူတို့တာဝန်ဖြစ်လာပြီမေတ္တာဂရုစိုက်မှုနဲ့နားလည်မှုနဲ့ဥဆောင်ပြီးကောင်းမွန်တဲ့ကမ္ဘာအသစ်ကိုတည်ဆောက်ဖို့ဖြစ်လာပြီဒီမှာပဲရုပ်ရှင် Greenland 2ကပြီးသွားပါတယ်ပါကြည့်ရင် subscribe လုပ်ပြီးအခြားဗီဒီယိုတွေကိုလည်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်